ဒီနေ့မနေ့ပြန်နော်အချိန်မီလာရောက်တာဝန်ထမ်းဆောင်ပေးကြပါလို့မေတ္တာရခံချင်ပါတယ်အခုကျမတို့လိုချင်တဲ့ပြည်သူတွေလိုချင်တဲ့အဖြစ်နော်ပြည်သူတွေလိုချင်တဲ့တပ်ပေါင်းစုကြီးမကြခင်နော်ဒီတစ်ခါမကြခင်နော်မကြခင်ဒီတစ်ခါတကယ့်ကိုပေါ်ပေါက်တော့မှာပါပြည်သူတို့အခုခေတ်ကကြီးညာတဲ့သတင်းမှာရောကျမတို့မြေပြင်ကနေနော်တော်လန်ကြီးဘက်တော်သားတွေဘက်ကပြောလာတဲ့သတင်းအရာဝန်သားစရာသတင်းမှာကျမတို့ပြည်သူတွေလိုချင်တာလဲဒီလိုသတင်းပဲနောက်ပြီးတော့ဒီနေ့နော်ဒေါက်တာဆဆာပြောသွားတယ်အားလုံးနားထောင်ကြမှာပါတချို့နားမထောင်အားတဲ့လူတွေနော်တချို့ကြတော့နားထောင်ပြီးတော့နားမလဲတဲ့လူတွေတချို့ကြဘလို့ထင်ကြလဲဆိုတော့ဒေါက်တာဆဆာကဟိုဗလဲအမေရိကန်ဒေါ်လာ120တသန်းနဲ့အတူပြန်လာဗလဲတော်လန်ရေးကိုယူဆောင်လာပေးတယ်လို့အဲ့လိုမျိုးသတင်းမားတွေဖြန့်တာကြားနေရတယ်တွေ့နေရတာပေါ့နော်အဲ့လိုမဟုတ်ပါဘူးဒီဒေါ်လာ120သန်းရဖို့အတွက်ကျမတို့တနိုင်ငံလုံးမှာရှိတဲ့တကယ်ပြည်သူလက်ထဲကိုရောက်နိုင်ဖို့အတွက်နော်အဓိကပါလေကျမတို့မှာ legitimacy ရှိရမယ်နောက်ပြီးတော့တပ်ပေါင်းစုပေါ်ပေါက်နိုင်ရမယ်နော်တပ်ပေါင်းစုပေါ်ပေါက်လာပြီဆိုရင်ဒီငွေရကျမတို့စီကိုရောက်မှာပါဒါကြောင့်မလို့အခုကျမတို့လိုချင်တဲ့နော် SCEF ဒေါက်တာဆိုဝေဆိုးကိုတန်ဦးဆောင်စီးရုပ်ပြီးတော့နော်ဘူချုပ်ဂုံးမော်တို့အပါဝင်ပေါ့အားလုံးပါဝင်ဦးဆောင်စီးရုပ်ပြီးတော့အခုမကြခင်မှာနော်တပ်ပေါင်းစုပေါ့တပ်ပေါင်းစုဆိုတာဟိုတစ်ခွက်တိုက်ဒီတစ်ခွက်တိုက်ပြီးတော့ပေါင်းစုတိုက်တာမဟုတ်နော်တပ်ပေါင်းစုဆိုတာတနိုင်ငံလုံးအတိုင်းအတာနဲ့စစ်ရေးကိုဦးဆောင်မဲ့ခေါင်းဆောင်10ဦးနော်ဝိုင်းရှယ်ပြပါဦးနော်စစ်ရေးကိုဦးဆောင်မဲ့တနိုင်ငံလုံးအတိုင်းအတာနဲ့ခေါင်းဆောင်နိုင်မဲ့ခေါင်းဆောင်10ဦးကိုအခုဖွဲ့စည်းလိုက်ပြီအဲ့ဒီ10ဦးကနေတသွေးတဖန်တမိတ် COC တခုဒီအောက်ကနေတသွေးတဖန်တမိတ်နော်အရင်တော့ကလိုမျိုးမြောက်ပိုင်းတိုက်ရင်တောင်ပိုင်းရတယ်တောင်ပိုင်းတိုက်ရင်မြောက်ပိုင်းရတယ်ဆိုတဲ့ပုံစံမဟုတ်ဘဲနဲ့ဒါသူတို့ပြောစကားအရာပေါ့နော်သူတို့ပြောစကားအရာဆိုရင်ဒါတသွေးတဖန်တမိတ်နဲ့ပြီးတော့အခုဂျာကာလာဖွဲ့စည်းပုံလဲဖွဲ့စည်းနေပါတယ်တကယ်ကိုလက်တွေ့နော်ရေးနေပါတယ်ပြောပုံအရာဆိုရင်အခုရေးနေတဲ့ဂျာကာလာဖွဲ့စည်းပုံကအဓိကဘာကိုအခြေခံတယ်လဲဆိုတော့လူတို့ကိုအခြေခံတယ်ကျမတို့လိုချင်တာအဲ့ဒါပဲလူတို့ကိုအခြေခံရမယ်နော်လူတို့ကိုအခြေခံမှပဲကျမတို့လိုချင်တဲ့လူတို့စနစ်ကိုရမှာလေဒါကြောင့်မလို့နော်ကျမတို့ပြည်သူတွေအခုလူကြီးကဥဆောင်ပြီးတော့ KIA နော် KIAနောက်ပြီးတော့ညပိုင်ကပေါ့နော် KIA ပူပေါင်းတိုက်တယ်ရွှေတော့ဗလဲအင်းတော့နော်အခုအောင်ပွဲတွေရတယ်အားလုံးသိတဲ့အတိုင်းပဲတောင်ပိုင်းမှာကြတော့ SCEF ပူပေါင်းပြီးတော့နော်စစ်ရေးကိုဦးဆောင်မဲ့ခေါင်းဆောင်10ဦးဖွဲ့စည်းပြီးတော့ဥပမာပေါ့ COC တခုဒီအောက်မှာဆိုတာကဒါတနိုင်ငံလုံးအတိုင်းအတာနဲ့အမိတ်ပေးမှာတနိုင်ငံလုံးအတိုင်းအတာနဲ့သူတို့ပြောပြီးသွားရင်နော်တနိုင်ငံလုံးအတိုင်းအတာနဲ့သူတို့အမိတ်ပေးမယ်ဥပမာပေါ့တကယ်လို့ဟိုဗလဲစစ်ဒါကတော့အရင်တော့ဆိုရင်နော်သူ့နေရာမှာသူတိုက်ဥပမာပေါ့စကိုင်းဆိုစကိုင်းနေရာမှာတိုက်ဟာဟိုကချင်းဆိုကချင်းတိုက်ကရင်နီဆိုကရင်နီတိုက်ချင်းဆိုချင်းတိုက်ပေါ့ဒါပေမဲ့အခုဖွဲ့စည်းလိုက်တဲ့ SCEF ဦးဆောင်တဲ့10ဦးနော်စစ်ရေးကိုဦးဆောင်မဲ့10ဦးကသူ့နေရာသူတိုက်နေရတိုက်လို့မရတော့ဘူး COC တခုဒီအောက်ကိုသွားနေတဲ့နော်တသွေးတဖန်တမိတ် view ဟာနဲ့ကိုသွားမှာဖြစ်တဲ့အတွက်ဒါကျမတို့လူချင်းနဲ့တပ်ပေါင်းစုပုံစံပဲဒါအပြင်နော်အဲ့ဒီဦးဆောင်တဲ့နော်တပ်ပေါင်းစုပြောမှဆိုဒါစစ်တပ်ပေါ့စစ်တပ်ပြီးတော့နိုင်ငံရေးကိုဦးဆောင်နေတဲ့အဖွဲ့အစည်းကလည်းနိုင်ငံတကာနဲ့ချိတ်ဆက်ဖို့မှ NUG လို့အဖွဲ့အစည်းပေါ့နော်နိုင်ငံတကာနဲ့ချိတ်ဆက်ပြီးတော့နော်ဒီလူသားချင်းစာနာဖို့အခွင့်အရေးပြီးတော့ကျမတို့မြန်မာနိုင်ငံကျမတို့တော်လှန်ရေးဘက်ကိုထောက်ခံနော်အားပေးဖို့စီရုပ်သိသွင်းနိုင်ဖို့လူနိုင်ငံတကာရေးရတန်တမန်ရေးရနဲ့ပတ်သက်ပြီးတော့တရုတ်အိန္ဒိယပါဝင်နော်အဲ့ဒီအရေးကိုနော်နိုင်ငံတကာအနေနဲ့လည်းသူတို့ဥဆောင်သွားမယ်ဆိုပြီးတော့အဲ့လိုမျိုးဝန်သားစရာသတင်းတွေကိုကျမတို့ကြားရတယ်ကျမတို့လိုချင်တာအဲ့ဒါပဲနော်ဒါကြောင့်မလို့ပြည်သူတို့ရေကျမတို့ပြည်သူတွေကလည်း PLF ကိုဝန်ရရမယ် NUG အမှုကျမဆိုကျမတို့ရဲ့အခုဒီຫນွေဥတော်လန်ရေးကိုအဓိကဥဆောင်နေတာကဥဆောင်အစိုးရဥဆောင်နော်ဥဆောင်နေတဲ့အစိုးရယာယီအစိုးရကNUG ပဲဖြစ်တယ်ဒါကြောင့်မို့လေအုပ်စုတွေက
အဲနူးကြီးကိုပြောမယ်နော်သတ်အုပ်စုဆိုတာလေတော်လန်ရေးသမားလုံးဝမဟုတ်ဘူးသူတို့ကိုကြည့်လိုက်နော်အဲနူးကြီးကိုဖောင်းထုထိုးချပြီးတော့အဲ့ဒီလူတွေကကျမတို့သိထားရမှာကအဲ့ဒီသတ်အုပ်စုသည်တဘိုတမင်းနော်သူတလူငါတမင်းလှုပ်လို့မရတဲ့အဲနူးကြီးကြောင့်သူတို့သူတလူငါတမင်းလှုပ်လို့မရလို့ဟုတ်ကဲ့ကျေးဇူးပါနော်သူတလူငါတမင်းလှုပ်လို့မရလို့အဲနူးကြီးကိုဖောင်းထုထိုးချနေတဲ့နော်အာနာယူတော်လန်ရေးအဖက်သမားတွေပဲစဉ်းစားကြည့်လေအဲ့ဒီဖတ်အုပ်စုကိုဥဆောင်နေတဲ့သူတို့ရဲ့စစ်ဦးချီထုတ်ငကားကနော်မင်းအွန်လိုင်းနဲ့ပေါင်းသွားတာတော့မှဟိုအယူထားနေတဲ့ဖတ်အုပ်စုကအော်ငကားပြန်လာနိုးငကားပြန်လာနိုးနဲ့နော်အဲနူးကြီးကိုမင်းအွန်လိုင်းကိုမတိုက်တော့မယ်နဲ့အဲနူးကြီးကိုပဲဖောင်းထုမဟုတ်တဲ့တရားတွေပြောပြီးတော့ဖောင်းထုတာပဲရှိတော့တယ်ပြည်သူတွေမအားကြနဲ့နော်ခွေးပြောခွေးရုပ်ပဲနှစ်ဖက်ပဲရှိတယ်ဘယ်နှစ်ဖက်ပဲရှိတယ်အာနာရှင်နဲ့ပြည်သူနှစ်ဖက်ပဲရှိတယ်เนาะဂျားနေမရှိဘူးရှယ်လောက်မနော်ဒီအကောင့်နဲ့ရှယ်လောက်မခဏလေးတခြားအကောင့်နဲ့မရှယ်ရသေးဝမ်းရှယ်ပြီးပါတည်င်းပြောရင်အစိတ်တက်တယ်เนาะဒါကြောင့်မလို့တည်င်းမပြောခင်မှာเนาะကျမကိုဝမ်းရှယ်ပြီးပါပြီးတော့အကောင့်ကဟိုဘက်ပြေးဒီဘက်ပြေးနေရပါတယ်နာစာလို့လည်းမတွေ့ဘူးဝိုင်းရှယ်ပေးပါဦးနော်အခုက Facebook အကောင့်နဲ့ပဲလွှင့်ရတယ်နော်ကဲအခုကျမတို့နော်ပြည်သူအမှန် PPG အဖက်ကတော့ PRL ထပ်ဖို့တပ်သားတွေကိုဖိတ်ခေါ်နေပါတယ်ပြီးတော့နော်ဒီနေ့ဆိုရင်28ရက်ရှိသွားပြီ29 30ဒီလဘာဘယ်နှစ်ရက်နဲ့ကုန်လဲအခုက AB မေလဟုတ်လား31ရက်နဲ့လဆုံးတယ်နော်ဒါကြောင့်မလို့အခုတော်လန်ရေးနော်ကျမတို့ပြည်သူအမှန်လူမှုကွန်ရက်ဖွဲ့ကရောင်းတဲ့တော့ထိုင်းထီနော်လာရောက်ဝယ်ယူအပိကြပါကုန်ပြီလားမကုန်သေးလားမသိသေးဘူးလို့ကျမလည်းအလုပ်တွေများတော့ဗာလဲမမေးလိုက်မိဘူးနော်ဒါပေမဲ့မကုန်သေးဘူးလို့ထင်တာပဲဒါကြောင့်မလို့လာရောက်ဝယ်ယူအားပေးပါပြီးတော့တော်လိုင်းရေးကိုရှယ်ငပိ90နော်ငပိတိတိုတိကျော်အရန်စားကောင်းတယ်နော်အရန်ကောင်းလားမကောင်းလားမသိဘူးအဲ့ဒီဈေးတဲ့ရဲ့သမီးတော်မအရန်သူ့ကျင်ညာလေးတကယ်ကိုစားကြည့်စရာကြီးနော်နှခမ်းမှာထော်သွားတယ်အဲ့ဒါကြောင့်မို့နော်လာရောက်ဝယ်ယူအားပေးပါနားလေကဲဝိုင်းရှယ်ပေးမယ်နော်နောက်ပြီးတော့သူတို့လေသံတူတာကနော်သတ်အုပ်စုရဲ့လေသံနဲ့မအားလာဘောမလော်ဘီတွေမအားလာဘက်ကလော်ဘီတွေလေသံတူတာကအန်နူဂျီနဲ့မအားလာကအတူတူပဲအန်နူဂျီကတကယ်လို့မင်းအွန်လိုင်းကလေရင်နဲ့ဘိုးလာခြင်းအန်နူဂျီကရှောင်ထွက်သွားတယ်ဆိုပြီးတော့အဲ့လိုလေသံတွေနော်ဟစ်လာတာအဲ့လိုဂျင်းတဲ့တင်းတွေကိုဗာလဲပြောလာတာကြားရတယ်ဒါကြောင့်မလို့နော်ပြည်သူတွေမအားတော့ပါဘူးဖားလားငါးလားကွဲပြားနေပြီနော်အကောင့်လည်းမတွေ့ရဘူးဒါကြောင့်မို့ရေးနေရတယ်နော်အဲ့ဒါကြောင့်မို့သူတို့ရဲ့ဥတီချက်ကပါလေအန်ယူဂျီပြုတ်ကြဖို့အရေးပဲအခု KIA AA ကလည်း NUGMO အနေနဲ့ပေါင်းပြီးတော့အင်းတော်ကိုပူးပေါင်းတိုက်တယ်ဒါကိုသူတို့ကမြက်ကွယ်ပြုတ်ပြီးတော့မနာလိုစိတ်ကနော်မနာလိုစိတ်ကအယမ်းကိုကြောက်ဖို့ကောင်းတယ်အမှန်တရားကိုမမြင်နိုင်ဘူးသူတို့ငါစကားနွားရငါရဲ့ငါပြောတာအမှန်ပဲဆိုပြီးတော့အမှန်တရားပြောပြီးတော့နော်လက်တွေ့ KIA AA NUG PDF ပူပေါင်းတော့အင်းတော်ကိုတိုက်တယ်သိပိုက်တယ်မလဲတိုက်တယ်လက်နဲ့ခဲရန်တွေအများအပြားရတယ်ဒါလည်းသူတို့ဆောက်လုံးတွေမမြင်နိုင်ဘူး
အခုမလဲ SCEF ပူပေါင်းပြီးတော့နော်စစ်ရေးကိုဥဆောင်မဲ့ခေါင်းဆောင်10ဦးစုပေါင်းပြီးတော့နော်တိုက်မယ်အခုစီးရောက်ပြီးတော့အခုအောင်မြင်နေပြီဆိုတာကနော်သူတို့မကြခင်တွေ့ရတော့မှာပါနော်ဒါကြောင့်မို့အဲ့ဒါလဲသူတို့နော်မမြင်နိုင်ဘူးကျမပြောမယ်နော် NUG MOD PDF ဒီပြည်မဒေသကိုနော်ဥဆောင်ရမယ် EAO ဒေသကတော့ EAO တွေဥဆောင်မယ် NUG MOD PDF ကတော့ပြည်မဒေသကိုဥဆောင်မယ်ဒါကြောင့်မို့ပြည်မဒေသကိုဥဆောင်မဲ့ NUG COC တခုဒီအောက်မှာပဲရှိရမယ်နော် local တွေဘာအဖွဲ့ညာအဖွဲ့တွေကျမတို့ပြည်သူတွေမမြင်ချင်ဘူးတစ်ဖွဲ့တစ်စီးပဲရမယ်ပြည်မတော့မှဒီလောက်အဖွဲ့များနေရင်ကျမတို့ကရင်ပြည်နယ်ကိုပဲကြည့်လိုက်နော်အဖွဲ့တွေများပြီးတော့ပွဲမစီဘူးဘာမှလုပ်လို့မရဘူးဒါကြောင့်မို့အခု NUG ကနော်စီယုံလို့မရလို့စီရင်အခြေအနေအရာတိုက်ရမှာပဲတိုက်ယူရမှာပဲတိုက်ရမှာပဲနော်ဒါကြောင့်မလို့အဖွဲ့ CCOC တခုဒီအောက်မှာပဲရှိရမယ်NUG စီယုံတော့ကမင်းတို့မပါလာဘူးNUG ကပြသားလောက်တော့မှဟာအာနာစင်ဆန်တယ် NUG ကအာနာစင်ဆန်တယ်ဘာညာမင်းတို့အဲ့လိုမျိုးပြောလို့မရဘူးနော် COC တခုဒီအောက်မှာပဲဒါကြောင့်မလို့เนาะကျမတို့ပြည်သူတွေစီးလုံးကြပါစီညွတ်ကြပါအခုဒေါက်တာဆာဆာကလည်းเนาะပြောနေပြီတပ်ပေါင်းစုတစုကျမတို့ထူထောင်နိုင်ပေါ့မှာပေါ့ကျမတို့မြန်မာနိုင်ငံအခုလက်ရှိကျမတို့စနစ်ကိုပြောင်းချင်တယ်စနစ်ပြောင်းချင်တယ်ဆိုရင်မှန်ကန်တဲ့တပ်မတော်တစ်ခုရှိရမယ်အခုမအေးလို့မင်းအွန်လိုင်းစစ်တပ်ကအကြမ်းဖက်လူသတ်သမားမျိုးလူမျိုးတုံးသတ်ဖြတ်နေတဲ့အကြမ်းဖက်เนาะတပ်မတော်ဖြစ်သွားပြီဒါကြောင့်မို့ဒီတပ်မတော်ကိုမလဲအနောက်ဥရောပနော်အနောက်နိုင်ငံကလည်းအသိအမှမပြုတ်လို့အာဆီယံကလည်းအသိအမှမပြုတ်ဘူးဒါကြောင့်မလို့နော်အကြမ်းဖက်တပ်မတော်ကိုကျမတို့ဖြုတ်ချပြီးတော့စစ်မှန်တဲ့ကျမတို့ပြည်ထောင်စုတပ်မတော်ကိုတီထောင်နိုင်ဖို့အတွက်အားလုံးစုစည်းရမယ်စီးလုံးရမယ်နော်သူတလူငါတမင်းတဘိုတမင်းလောက်လို့မရဘူးဒါကြောင့်မို့လက်ရှိ SRF နဲ့ပတ်သက်ပြီးတော့ပထမ SRF ကျင်ညာတယ်နော် SRF ကစကားကိုအမျိုးမျိုးပြောတယ်သတင်းတွေမှာလည်းအမျိုးမျိုးတင်တယ်SRF အဖွဲ့ကတဲ့NUG နဲ့ဆွေးနွေးဖို့အလာမှာလမ်းမှာဖမ်းဆီးခံရတယ်တဲ့အဲ့ဒီသတင်းကအမားပါ NUG ကနော် NUG MOD သူတို့ရှောက်နေတဲ့လမ်းမားခဲ့ရင်ဒီလိုအခြေအနေထိရောက်လာမှာမဟုတ်ဘူးဒီလောက်အထိသက်ဆိုးရှိမှာမဟုတ်ဘူးဒါကြောင့်မို့နော်မင်းတို့ NUG ကိုမဟုတ်မဟပြောလို့အနိုင်ယူလို့မရဘူးမင်းတို့နိုင်ချင်အမှန်တရားနဲ့မမှန်ကန်လုပ်ပါနော် NUG ကိုငါစကားနွားရဟိုပြောဒီပြောလို့မင်းတို့ NUG ကိုဖြုတ်ချလို့မရဘူး NUG ကိုဖြုတ်ချစီရင်မင်းတို့မမှန်ကန်လုပ်ဒါပဲရှိတယ်နော်အဲ့ဒါကြောင့်မို့အခု SRF နော် main game NUG MOD အောက်က main game PDF နော် main game ပကဖဟိုဗာလေအခုဒီနေ့သူတို့ဆွေးနွေးကြပြီလို့ပြောတာပေါ့နော်ဘာပဲဖြစ်ဖြစ်ဆွေးနွေးလို့ရမယ်မဆွေးနွေးလို့မရဘူးဆိုရင်မင်းတို့ကဟာသူ့နယ်မြေငါပိုင်တယ်ငါနယ်မြေငါပိုင်တယ်ဆိုတဲ့ငကားလိုမျိုးငကားလိုစောက်ချိုးမျိုးရှိလို့ဒါကြောင့်မို့ပူပေါင်းစည်းလို့မရတာမမေ့နဲ့နော်မင်းတို့အခုကင်နေတဲ့လက်နဲ့မင်းတို့စားနေတဲ့ထမင်းတွေကတနိုင်ငံလုံးကပြည်သူတွေရဲ့ချွေးနှဲစာနဲ့နော်ထောက်ပံ့ထားတာဒါကြောင့်မို့မင်းတို့ပြည်သူတွေကိုမင်းတို့ကိုနေရကိုဒေတာကိုစိုးမိုးနိုင်တော့မှပြည်သူတွေကိုအားခိုင်ပြီးတော့ဟာငါသူ့တလူငါတမင်းဖို့သူ့တပုံငါတဘူလှုပ်လို့မရဘူး